အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေပေါတော့ငွေတော့ဟင်းမရှိတဲ့ရက်တွေဆိုလို့ရှိရင်လေအမေအမြဲတမ်းချက်ကျွေးနေကြဘဲငွေပီချက်လေးကိုရွာလမ်းပြေအိမ်မှာချက်ဖြစ်တယ်သူရတာလေးကလေစိတ်ဆက်ဆက်လေးနဲ့ရာဒီပေါ်အတုံးမြုံလေးနဲ့ဆိုရင်လေတော်တော်လေးတဲ့ထမင်းမိန်နာကိုလုံကြီးလေးလာမြောက်နေလိုက်ပါတယ်ဒါလေးတွေကတော့ပေါဝင်ပစ္စည်းလေးတွေပါစက်တုံနေစက်တုံဖြိုထောင်းထားပါမယ်ငွေကြီးစိမ့်လေးကိုလည်းညှက်ပေးထားမယ်နည်းနည်းမင်းလေးလည်းပါပါမယ်ငပိလေးလည်းကျွတ်ထားပေးပါမယ်ဘဲဥကျဦးကတော့ကိုယ်စိတ်ကြိုက်သုံးလို့ရတယ်ဒါပေမဲ့လေဘဲဥလေးနဲ့ချက်လို့ရှိရင်စိမ့်တက်ကလေးကပို့ပြီးရတယ်ပေါ့နော်ညီနဲ့လုံးဝမနှမ်းပါဘူးနော်ဘဲဥလေးကိုတခြားခောက်ပေးထားပါမယ်ပြီးရင်တော့စီတက်ပါမယ်ကျက်တုံနေကျက်တုံဖြူကိုဘာလို့စီဆူလာပြီးဆိုလို့ရှိရင်စီရင်တက်မယ်နည်းနည်းလေးအနှဲငယ်ထည့်ပြီးတော့သူတို့ကိုမှုသားတဲ့အထိစီတက်ပေးရပါမယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးပါတစ်ခါလေးထည့်ကြပါမယ်ဒီနေရာမှာလေးဘိုင်းမနာအောင်လို့ငရုတ်သီးစိမ့်လေးကိုပါတော့ခဏနာခက်ကြကြလေးကြော်ပေးထားပေးဖို့လိုပါတယ်ကြော်လာလိုက်တာငရုတ်သီးစိမ့်လေးချက်ပြီးဆိုအရောင်တင်မအနှဲငယ်ထည့်မယ်အစိမ့်မြန်လေးတွေတောက်သွားတဲ့အထိပါတော့ထပ်ပြီးတော့ကြော်ပေးထားပါတယ်ပြီးရင်တော့ခောက်ထားတဲ့ဘာလို့ဘဲဥလေးကိုတစ်ခါလေးထည့်ပြီးစီတက်ပါမယ်မီးလေးကိုလျှော့ပြီးတော့ဘဲဥလေးတွေကိုအိုးကင်းလူတိုက်တဲ့မျိုးလေးပါလို့လိမ့်တဲ့အထိကြော်ပေးထားပေးဖို့လိုပါတယ်အရသာတော့ကတော့ပါတော့ကြက်သားမှုအနှဲငယ်ထည့်တယ်ပြီးရင်တော့ဘဲဥလေးကိုလိမ့်သွားတဲ့အထိပါလို့စစ်ကြော်ပေးထားပါမယ်လိုအနေထားရောက်ပြီဆိုလို့ရှိရင်တော့ခုနကကြိုထားတဲ့ငပိရေကြိုထည့်ပါမယ်ဒီဟင်းလေးကလေအရေးကြဲကြဲလေးနဲ့စားရတဲ့ဟင်းမလို့ပါတော့ရေလေးအနှဲငယ်ချက်ထည့်ပြီးတော့ဆက်ပြီးတော့တည်ထားပေးပါတယ်အရသာတော့ဒီနေရာမှာကိုစိတ်ချိတ်ပြင်ဆင်နိုင်ပါတယ်ဟင်းလေးကလည်းဆူလာပြီဆိုလို့ရှိရင်လေအရသာအောင်မြည်ရည်စမ်းပြီးပြီလို့အဆင်ပြေပြီဆိုရင်တော့ပါတော့နည်းနည်းမင်းလေးအုပ်လိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်လေပါတို့ရွာမှာအမြဲတမ်းချက်လေးရှိတယ်ဘဲငပိချက်လေးရပါပြီဒီဟင်းလေးကလေအခုလိုရာသီပေါ့အတီးအနှံအတိုးမြုပ်လေးနဲ့ဆိုလို့ရှိရင်လေအသားဟင်းမလို့ပဲပေါ့နော်ဈေးပုံနည်းနည်းလေးနဲ့ထမင်းမိန်နဲ့ဟင်းလေးတော့ပြောလို့ရပါတယ်ချက်စားကြည့်ကြနော်တကယ်လို့အိမ်မှာဘဲရုံဟင်းနေတဲ့စားရတာယူလာပြီးအိမ်သားတွေကငါငပိချက်လဲတိတ်မကြိုက်ဘူးဆိုလို့ရှိရင်လေအခုလိုဘဲရုပ်လေးကိုငပိကလေးနဲ့ဆက်ဆက်ကလေးချက်စားကြည့်နော်တော်တော်လေးစားလို့ကောင်းပါတယ်အဲဆိုလို့ရှိရင်တော့ဗာထမင်းလေးဆက်စားလိုက်ပါဦးမယ်နော်အားလုံးပဲစက်ကောင်းကြပါစေရှင်